CHP မြန်မာသတင်းမှနှိုက်လဲစွာကြိုဆိုပါရယ်မြန်မာနိုင်ငံနှင့်ကမ္ဘာတစ်ဝန်းမှနောက်ဆုံးရသတင်းများနိုင်ငံရေးစီးပွားရေးလူမှုရေးကိစ္စရပ်များနှင့်အခြားအရာများစွာကိုအချိန်နှင့်တပြေးညီသတင်းများကျွန်ုပ်တို့ထံနားဆင်နိုင်ရန် CHP မြန်မာသတင်း Channel ကို Subscribe ပြီးမျှဝေပေးပါတဲ့အတွက်အရေးပါတဲ့တင့်အတန်တင့်သတင်းတင့်အနာဂတ်မင်္ဂလာပါရှင်ယနေ့တင်ပြပေးမယ့်နိုင်ငံတကာသတင်းမှာအီရန်မှဆွဲအင်ဆိုင်ရာလက်ဆောင်ကြီးရရှိဟုဒေါ်နယ်ထရမ့်ကပြောပြီးစစ်ရေးဆဲရေးဆွေးနွေးမှုတွင်တိုးတက်မှုရှိဟုဆိုထားကြောင်းရုရှားမှစံချိန်တင်ဒရုန်းတိုက်ခိုက်မှုပြုလုပ်ထားသောကြောင့်ယူကရိန်းမြို့များအကျယ်ပြန့်ထိခိုက်ပျက်စီးကြောင်းယူကရိန်းစစ်ပွဲမှာရုရှားစစ်ဗျူဟာများမြန်မာပြည်တွင်းစစ်သို့လှည့်ပြောင်းအသုံးပြုနေပြီးစစ်ရေးအခြေအနေပြင်းထန်လာကြောင်းသတင်းများဖြစ်ပါရရှင်။အီရန်မှဆွဲအင်ဆိုင်ရာလက်ဆောင်ကြီးရရှိဟုဒေါ်နယ်ထရမ့်ကပြောပြီးစစ်ရေးဆဲရေးဆွေးနွေးမှုတွင်တိုးတက်မှုရှိဟုဆိုထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမတ်လ24ရက်နေ့တွင်ပြောကြားရာတွင်အီရန်မှဆွဲအင်ကဏ္ဍနှင့်ပတ်သက်သောအလွန်ကြီးမားသောလိလွန်မှုတစ်ခုကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်ရှင်။အဆိုပါလက်ဆောင်သည်စစ်ရေးဆဲရေးဆွေးနွေးမှုများအတွင်ရရှိလာသောတိုးတက်မှုတစ်ရပ်အဖြစ်သတ်မှတ်နိုင်ကြောင်း၎င်းကဆိုခဲ့တော်လဲအသေးစိတ်အချက်အလက်များကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ထရမ့်၏ပြောကြားချက်အရအီရန်၏လက်ဆောင်သည်နျူကလ িয়ার ကိစ္စနှင့်မသက်ဆိုင်ဘဲရေနံနှင့်စွမ်းအင်ကဏ္ဍတွင်သာသက်ဆိုင်ကြောင်းလည်းသိရပါတယ်ရှင်။ထို့ပြင်လက်ရှိဆက်လက်ဖြစ်ပွားနေသောစစ်ပွဲအခြေအနေများအပေါ်၎င်းကအမေရိကန်သည်အသာစီးရနေကြောင်းယုံကြည်ကြောင်းပြောဆိုခဲ့ပြီးစစ်စင်ရေးရည်မှန်းချက်များလည်းအလင်းအမြန်ပြီးမြောက်လာနေကြောင်းထမှန်ဖော်ပြခဲ့ပါတယ်ရှင်။တစ်ဖက်တွင်အမေရိကန်အစိုးရသည်စစ်ရေးဆဲရေးအတွက်အီရန်ဘက်နှင့်ဆက်လက်ဆွေးနွေးမှုများပြုလုပ်နေကြောင်းပြောဆိုထားတော်လဲအီရန်ဘက်မှထိုအချက်များကိုတရားဝင်အတည်မပြုသေးကြောင်းသိရပါတယ်ရှင်။သတင်းအပေါ်သုံးသပ်ချက်အရယခုသတင်းသည်တာမန်တန်တမာရေးဆိုင်ရာအပြည့်အလှန်စစ်ဆာမှုထက်ပိုမိုနက်နယ်သည့်နိုင်ငံရေးအဓိပ္ပာယ်များပါဝင်နိုင်သည်ဟုသုံးသပ်နိုင်ပါသည်အထူးသဖြင့်လက်ဆောင်ဟုသောအသုံးအနှုန်းသည်တက္ကရာသဘောတူညီချက်တစ်ခုသို့မဟုတ်နှုတ်ကွယ်တွင်ဆွေးနွေးထားသည့်စွမ်းအင်ဆိုင်ရာသဘောတူညီမှုတစ်ခုဖြစ်နိုင်ခြေရှိသည်ဟုတွေးဆနိုင်ပါသည်သို့သောအချက်အလက်အသေးစိတ်များမထုတ်ပြန်သေးခြင်းကြောင့်ယခုအခြေအနေသည်တန်တရားများနှင့်ခန့်မှန်းချက်များပုံမဖြစ်ပေါ်စေနိုင်ပြီးနိုင်ငံတကာအာရုံစိတ်မှုကိုဆက်လက်ဆွေးဆောင်နေမည်ဟုဆိုထားပါတယ်ရှင်။ရုရှားမှစံချိန်တင်ဒရုန်းတိုက်ခိုက်မှုပြုလုပ်ပြီးယူကရိန်းမြို့များအကျယ်ပြန့်ထိခိုက်ပျက်စီးကြောင်းယူကရိန်းလေတပ်၏ပြောကြားချက်အရမတ်လ24ရက်နေ့24နာရီအတွင်းရုရှားဘက်မှဒရုန်းပေါင်း948စီးဖြင့်ယူကရိန်းနိုင်ငံတစ်ဝန်းရှိမြို့ကြီးများကိုပစ်ကစ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။ယင်းဒီစစ်ပွဲစတင်ချိန်မှစ၍တရက်အတွင်းအများဆုံးဒရုန်းအသုံးပြုတိုက်ခိုက်မှုတစ်ခုဖြစ်လာခဲ့ကြောင်းထို့အပြင်မနက်ပိုင်းမှညပိုင်းအထိလည်းဒရုန်း956စီးကိုတပြိုင်နက်တည်းပြစ်လွှင့်ခဲ့ကြောင်းသတင်းများကဖော်ပြထားပြီးယခင်ကရှားပါသောနေ့ခင်းတိုက်ခိုက်မှုများပါဝင်လာခြင်းသည်စစ်ရေးအခြေအနေပိုမိုပြင်းထန်လာကြောင်းပြသနေပါတယ်ရှင်။တိုက်ခိုက်မှုများကြောင့်လူအနည်းဆုံး3ဦးသေဆုံးပြီးဒါဇင်များစွာဒဏ်ရာရရှိခဲ့သလိုအဆောက်အအုံများလည်းအများအပြားပျက်စီးခဲ့ကြောင်းသိရပါတယ်ရှင်။အထူးသဖြင့်Aviv မြို့ရှိယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သောဘာနာဒင်းဘုံတော်ကြီးကျောင်းတွင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးIvano-Frankivsk ဒေသတွင်သားဖွားဆေးရုံတစ်ခုလည်းဒရုန်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်ရှင်။ယူကရိန်းသမ္မတဇယ်လင်စကီကလည်းယခုတိုက်ခိုက်မှုများသည်ရုရှားဘက်မှစစ်ပွဲရပ်တန့်လိုခြင်းမရှိကြောင်းကိုပြသနေကြောင်းပြင်းထန်စွာဝေဖန်ပြောကြားခဲ့ပါတယ်ရှင်။တစ်ဖက်တွင်ယူကရိန်းလေတပ်ကဒရုန်းနှင့်ဒုံးကျည်အများစုကိုပစ်ချနိုင်ခဲ့ကြောင်းပြောကြားခဲ့တော်လဲမြေပြင်ထိခိုက်ပျက်စီးမှုများမလွေမသွေဖြစ်ပေါ်ခဲ့ကြောင်းလည်းဝန်ခံထားပါကြောင်းဒီသတင်းအပေါ်သုံးသပ်ချက်အရ
ယခုတိုက်ခိုက်မှုသည်စစ်ပွဲအတွင်းနည်းပညာအခြေပြုတိုက်ခိုက်မှုများအလွန်အကျွံတိုးတက်လာနေကြောင်းကိုပြသနေပါတယ်။ဒရုန်းများကိုအစုလိုက်အသုံးပြုခြင်းသည်ကုန်ကျစရိတ်နေပြီးထိရောက်မှုမြင့်မားသည့်နည်းလမ်းတစ်ခုဖြစ်တော်လဲလူသားဘဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များအပေါ်ကြီးမားသောထိခိုက်မှုများဖြစ်စေနိုင်ပါကြောင်းတို့အပြင်နေ့ခင်းအချိန်တွင်တောင်တိုက်ခိုက်မှုများပြုလုပ်လာခြင်းသည်စစ်ပွဲအခြေအနေပုံမအန္တရာယ်များလာနေကြောင်းပြသနေပြီးငိမ့်ချရေးဆွေးနွေးမှုများအပေါ်မျှော်လင့်ချက်များကိုလည်းလျှော့နည်းစေနိုင်ကြောင်းဆိုထားပါတယ်ရှင်။ယူကရိန်းစစ်ပွဲမှရုရှားစစ်ဗျူဟာများမြန်မာပြည်တွင်းစစ်သို့လွှဲပြောင်းအသုံးပြုနေပြီးစစ်ရေးအခြေအနေပြင်းထန်လာရုရှားယူကရိန်းစစ်ပွဲမှရရှိလာသောစစ်ရေးဗျူဟာများကိုမြန်မာပြည်တွင်းစစ်တွင်အသုံးပြုနေကြောင်းဆိုင်ရာသတင်းဖြစ်ပါသည်။သုတေသနများနှင့်စစ်ရေးလေ့လာချက်များအရရုရှား၏လေကြောင်းအင်အားဒရုန်းနည်းပညာနှင့်စစ်မြေပြင်ဗျူဟာများသည်မြန်မာစစ်ကောင်စီ၏စစ်စင်ရေးများတွင်အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်လာနေကြောင်းသိရပါတယ်ရှင်။စင်ကာပူအခြေစိုက် ISEAS Yusof Ishak Institute မှသုတေသနပညာရှင် Lance Torrey ကမော်စကိုတည်မြန်မာစစ်ကောင်စီ၏အရေးကြီးဆုံးကာကွယ်ရေးမိတ်ဖက်တစ်ခုဖြစ်လာကြောင်းသုံးသပ်ထားပါသည်။ရုရှားလောက်တိုက်လေယာဉ်များရဟတ်ယာဉ်များနှင့်အဆင့်မြင့်ဒရုန်းစနစ်များသည်စစ်မြေပြင်တွင်စစ်ကောင်စီဘက်ကိုအသာစီးရစီပြီးအရက်သားပြမှတ်များအထိထိခိုက်မှုများဖြစ်ပေါ်စေခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ထို့အပြင်စစ်နည်းဗျူဟာကိုလည်းအသုံးပြုလာကြောင်းသတင်းများကဖော်ပြထားပြီးရင်းနှီးလန်းသည့်စစ်သားများကိုအစုလိုက်အပြုံးလိုက်ရှေ့တန်းသို့ပို့ဆောင်ကာတိုက်ခိုက်စေခြင်းဖြစ်သည်ဟုသိရပါတယ်ရှင်။လက်ရှိတွင်စစ်မှုထမ်းဥပဒေကြောင့်စစ်သားအသက်များတိုးပွားလာခြင်းသည်ရင်းဗျူဟာများအတွက်လူအားဖြင့်ခြင်းမှုတရက်ဖြစ်လာကြောင်းလည်းအကဲခတ်သူများကဆိုထားပါတယ်ရှင်။တစ်ဖက်တွင်ကိုင်ရိုလိုဘူဒန်နို၏ပြောကြားချက်အရရုရှားသည်လက်နက်လိုအပ်ချက်များအတွက်မြန်မာနိုင်ငံမှအကူအညီတောင်းခံခဲ့ကြောင်းလည်းသိရပါတယ်ရှင်။စစ်ပွဲစတင်ကလေးကမြန်မာနိုင်ငံတွင်လေကြောင်းတိုက်ခိုက်မှုများတိုးမြင့်လာခဲ့ပြီး2021ခုနှစ်မှ2026ခုနှစ်အထိတိုက်ခိုက်မှုအကြိမ်ပေါင်း9900ကျော်ဖြစ်ပွားခဲ့ကာလူပေါင်းထောင်ချီသေဆုံးခဲ့ကြောင်းမှတ်တမ်းများတွင်ဖော်ပြထားကြောင်းထို့ပြင်ရုရှားဘက်မှ Albatros M5 Orlan 10E နှင့် VT-40 ကဲ့သို့သောအဆင့်မြင့်ဒုံးများကိုထောက်ပံ့ပေးထားခြင်းကြောင့်စစ်ကောင်စီဘက်သည်ဒုံးစစ်ပွဲတွင်ပြန်လည်အားသာလာနေကြောင်းလည်းသိရပါတယ်ရှင်။ဒီသတင်းကိုသုံးသပ်ချက်အရယခုအခြေအနေသည်ဒေသတွင်ပဋိပက္ခတစ်ခုသာမကနိုင်ငံတကာစစ်ရေးနည်းပညာများပြန့်နှံ့လာမှု၏သက်ရောက်မှုကိုပြသနေကြောင်းယူကရိန်းစစ်ပွဲမှသင်ခန်းစာများကိုအခြားစစ်ပွဲများတွင်တရက်အသုံးပြုလာခြင်းသည်စစ်ပွဲများပုံမရှုပ်ထွေးလာစေပြီးလူသားရေးအကျိုးဆက်များကိုပုံမပြင်းထန်စေနိုင်ကြောင်းနှင့်ထို့အပြင်ပြင်ပနိုင်ငံများ၏လက်နက်ထောက်ပံ့မှုများသည်စစ်ပွဲအချိန်ကြာမြင့်စေရုံသာမကအရက်သားများ၏ဘဝအပေါ်အလွန်ကြီးမားသောထိခိုက်မှုများဖြစ်စေနိုင်ကြောင်းလည်းသတိပြုရမည်ဖြစ်ပါသည်။ဒီလိုနောက်ဆုံးရစစ်ရေးနှင့်နိုင်ငံရေးသတင်းများကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လုပ်ပေးပါ subscribe လုပ်ပြီး notification ဖွင့်ထားပါ follow လုပ်ပြီးမျှဝေပေးပါရှင်။သင်အမြင်များကိုလည်း comment မှာမျှဝေပေးနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။